ကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာမဲ့မောတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ရာဂမီးလောင်တတ်တယ်ရာဂဆိုတဲ့မီးကလောင်တယ်ကျန်တဲ့ပုဂ္ဂိုလ်လောင်တာမဟုတ်ဘူးရတ္တဆိုတာတွေ့တာတယ်မဲ့မောတယ်နော်တွေ့တာမဲ့မောတယ်ဘယ်ဟုတ်တွေ့တာမဲ့မောတာတော့ဆိုကာမကာမေတုရတ္တိမုစိတိကာမဂုဏ်ဒီပေါ်မှာတွေ့တာပြီးတော့မိမောနေတာကာမအာယုပေါ်မှာမိမောတယ်ဆိုတာအဲ့ဒီပေါ်မှာလူကရစ်မှုပြီးတော့ဖြစ်နေတာကာမဂုဏ်အာယုဒီပေါ်မှာရစ်မှုနေတဲ့ပုဂ္ဂိုလ်ဟာရစ်မှုနေတဲ့ပုဂ္ဂိုလ်ကိုရာဂမီးကလောင်ကျွမ်းစေတယ်ရာဂမီးကလောင်ကျွမ်းတတ်တယ်သူ့ရဲ့နေမှာရာဂမီးလောင်တာပဲဒါမီးလောင်နေဆိုတာတမားအဖြစ်တော့လူတွေကမသိကြဘူးမီးလောင်ခံရတယ်ဆိုတာအဖို့တန်တဲ့ပစ္စည်းတွေဆုံးရှုံးတာပေါ့အဲ့တော့ရာဂမီးကြောင့်လူတွေရဲ့တဏ္ဍာမှာပါတော့ဆိုအဖို့တန်တဲ့ကုသိုလ်တရားတွေဆုံးရှုံးသွားတာရာဂဖြစ်နေပြီဆိုရင်ကုသိုလ်တရားတွေအလောင်းခံလိုက်ရတာပဲလေပျက်စီးသွားတာမလားတော့ကုသိုလ်စိတ်တွေမဖြစ်နိုင်တော့ဘူးဒါရာဂမီးလောင်တာဘယ်လိုပုဂ္ဂိုလ်တုံးဆိုရင်ကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာမဲ့မောနေလို့ရှိရင်ရာဂမီးလောင်တတ်တယ်အဲ့တော့ကာမဂုဏ်ဆိုတာဘာခေါ်တာလဲကာမဆိုတာလူချင်းစရာအာယုန်တွေကိုကာမလို့ခေါ်တယ် sensual pleasure လူချင်းစရာနှစ်သက်စရာတွေကိုအဲ့ဒါတွေဘယ်မှာရှိတာတော့မျက်စိကမြင်တာလူချင်းစရာနှစ်သက်စရာနားကကြားရတယ်လူချင်းစရာနှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှုလို့ရတယ်လူချင်းစရာနှစ်သက်စရာအနံ့လျှာနဲ့အယတခံရတဲ့လူချင်းစရာနှစ်သက်စရာအယတာခန္ဓာကိုယ်နဲ့ထိတွေ့ရတယ်လူချင်းစရာနှစ်သက်စရာတော့လူမျက်စိနဲ့ဆက်သွယ်လာတာရှိတယ်နားနဲ့ဆက်သွယ်လာတာရှိတယ်နှာခေါင်းနဲ့ဆက်သွယ်လာတာရှိတယ်ကိုယ်ကာယနဲ့ဆက်သွယ်လာတယ်ဟောဒါလွယ်လို့ပါရှိသေးတော့စဉ်းစားကြည့်လိုက်နာမည်တွေလျှောက်တတ်ရင်တော့မပြီးနိုင်တော့ဘူးပေါ့နော်နာမည်တွေလျှောက်တတ်ရင်အဝတ်ထဲစိတ်ရွှေရတနာအင်္ဂေဟာပြောလို့ဆုံးနိုင်ဘူးနော်အဲကြောင့်မို့မျက်စိနဲ့မြင်ရတဲ့နှစ်သက်စရာအာယုနာနဲ့နားထောင်ရတဲ့နှစ်သက်စရာအသံနှာခေါင်းနဲ့နမ်းရှုရတဲ့နှစ်သက်စရာအနံ့ရှာနဲ့လေရတဲ့နှစ်သက်စရာအရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့နှစ်သက်စရာအထိတွေ့အဲ့ဒါဆိုလူတွေကကြိုက်ကြတယ်ကြိုက်တယ်ဆိုတာတွေ့တာလားကြိုက်ပြီးတော့အဲ့ဒီပုံမှာကိုသူ့ရဲ့ဒီအာယုံရဲ့လွှမ်းမိုးချုပ်ကိုက်မှုကိုခံရတယ်တဏ္ဍတာဖြစ်နေတာအဲ့ဒါကိုပြောတာရတ္တိကာမေတုမုစိတိရတ္တိကာမေတုမုစိတိနှစ်သက်စရာအာယုန်ဒီပေါ်မှာမမောတွေ့တာပြီးနေတဲ့တတ္တဝါတွေကိုတဲ့ရာခေခိတဟတိရာဂမီးရလောင်တယ်အဲ့တော့ဘယ်လိုလောင်တာတော့ဆိုရင်လူတယောက်ဟာဒီရာဂမီးထကြွတောင်းကျမ်းနေတဲ့အချိန်မှာသူ့တဏ္ဍမှာကုသိုလ်စိတ်ဆိုမဖြစ်တော့အဖို့တန်တဲ့ကုသိုလ်စိတ်တွေသူဆုံးရှုံးသွားတယ်အဲ့ဒါတွေကအဖြစ်စီးခံလိုက်ရတယ်လို့ပြောတာတမန်နေထားအပြင်ဆိုရင်သူကပုံမှန်စိတ်ကလေးကကောင်းတယ်ဖြူစင်တယ်အဲ့တော့ရာဂဝင်လိုက်တာနဲ့တပြိုင်နက်သူဟာပုံမှန်စိတ်အခြေအနေမဟုတ်တော့ဘူးရာဂလွှမ်းမိုးသွားတဲ့စိတ်ဖြစ်သွားတယ်အဲ့တော့ရာဂရှိနေတဲ့ပုဂ္ဂိုလ်တယောက်လွှမ်းမိုးခြင်းခံရတဲ့ပုဂ္ဂိုလ်တယောက်ကဘာလုပ်တုံးဆိုရင်သူများအသက်တတ်ဖို့လည်းဝန်မလေးဘူးသူများဥစ္စာခိုးဖို့လည်းဝန်မလေးတော့ဘူးသူတို့ဘာတမယပြစ်မှာဖို့လည်းဝန်မလေးတော့လိန်ပြောဖို့ရလည်းအဆက်ဖြစ်တယ်မူရစေဝသုံးဆွဲဖို့လည်းဖြစ်တယ်ဆိုလိုတာဒုစရိုက်မှန်သမျှလုံနိုင်အဲ့လိုလုံတာကရာဂမီးလောင်တာလို့ခေါ်တယ်
အဲ့လိုဖြစ်သွားလို့ရှိရင်ဒါရာဂမီးလောင်နော်ရာဂမီးလောင်လိုက်တာနဲ့ဒီပုဂ္ဂိုလ်ဟာရာဂမီးအလောင်ခံရတာနဲ့သူဟာအယုတ်ဆိုးကြည်တံဖြစ်သွားတယ်ရုပ်ဆိုးသွားတယ်လူထဲမှာဆိုရင်သိက္ခာမဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒီလူကပါတယ်ဆိုရင်ပမာစကားမှပြောတယ်လေရာဂမိလောင်ပြီဆိုရင်ဒီလူရက်လောဘကြီးတယ်ဆိုလောဘကြီးတယ်ဆိုရက်ခပြေးတက်ခံလိုက်ရကြီးတယ်ဆိုတာဘာဘူးညာဘူးဆိုတာရှိသေးတယ်နော်အဲ့ဒါကြတော့ပို့ရုပ်ဆိုးသွားတယ်ရာဂဖြစ်ပြီဆိုလို့ရှိရင်အယုဆိုးကြည်တတ်တဲ့သိက္ခာမဲ့တဲ့အမိနာမတွေရသွားတယ်သိက္ခာမရှိတဲ့အမိနာမတွေရသွားတယ်ဒုစရိုက်လုပ်ငန်းလုပ်ပြီဆိုရင်ဒုစရိုက်သမားလူဆိုးဆိုတဲ့အနေအထားမျိုးရသွားအဲ့ဒါရာဂမိလောင်လို့ဖြစ်တာလေရာဂကသူ့ကိုယ်သိက္ခာတွေကိုလောင်ကျွမ်းပြစ်လိုက်တာအယုဆိုးကြည်တတ်သွားပြီဒါကဒီဘဝနဲ့လောင်တာနော်ဒီဘဝနဲ့လောင်တာအဲ့ဒီမီးလောင်နေတာကိုမငြိမ့်တတ်ဘူးဆိုလို့ရှိရင်နောက်ဘဝမှာလည်းပဲငရဲမီးလောင်တာခံရတယ်တိရစ္ဆာန်ဘဝရောက်တာခံရတယ်ပြိတ္တာဘဝမှာဒုက္ခခံရတယ်ဒုက္ခမီးရဆက်လောင်မှာအကြရာဂမီးလောင်တဲ့အချိန်မှာမငြိမ့်တတ်လိုက်ဘူးဆိုရင်သူကဆက်လောင်သွားနော်ဘဝမှာဆက်လောင်သွားနိုင်အဲ့တော့မြတ်စွာဘုရားကဒါလေးဟောတယ်ရာဂခိဓတိမစ္စေရတ္တိကာမေတုမုဋ္ဌိတေကာမေတုလိုချင်စရာအာယုန်တို့၌ရတ္တိဆွဲမဲ့နေကြတဲ့မုဋ္ဌိတေတွေ့ဝေမိန်မောပြီးတော့နေကြတဲ့မစ္စေတရဝတေကိုရာဂခိရဟတိရာဂမီးကလောင်လိုက်တယ်ရာဂမီးလောင်လိုက်သည့်အတွက်ကြောင့်ခုံသိက္ခာတွေလည်းပြောင်းသွားတယ်မကောင်းတဲ့အမိနာမတွေရရှိတယ်ဒုစရိုက်တွေလုပ်တယ်အဲ့ဒီအနေတခါဆက်ပြီးတော့ငရဲမိလောင်တာခံရအောင်ပဲလို့ဆိုလိုတာနော်ကာမဂုဏ်အာယုန်ဒီပေါ်မှာတွေ့တာမဲ့မောတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ရာဂမိလောင်တတ်တယ်ရာဂဆိုတဲ့မိရလောင်တယ်ကျန်တဲ့ပုဂ္ဂိုလ်လောင်တာမဟုတ်ဘူးရတ္တဆိုတာတွေ့တာတယ်မဲ့မောတယ်နော်တွေ့တာမဲ့မောတယ်ဘယ်ဟုတ်တွေ့တာမဲ့မောတာတော့ဆိုကာမကာမေတုရတ္တိမုဋ္ဌိတေကာမဂုဏ်ဒီပေါ်မှာတွေ့တာပြီးတော့မိန်မောနေတာကာမအာယုံပေါ်မှာမိန်မောတယ်ဆိုတာအဲ့ဒီပေါ်မှာလူကရစ်မှုပြီးတော့ဖြစ်နေတာကာမဂုဏ်အာယုန်ဒီပေါ်မှာရစ်မှုနေတဲ့ပုဂ္ဂိုလ်ဟာရစ်မှုနေတဲ့ပုဂ္ဂိုလ်ကို